ဒီဘလော့ဂါအမရဲ့အဖွင့်သားတွေမပါဘူးဆိုလို့ရှိရင်ဒီအမရဲ့ဘဝမစင်စားရေးစရာပဲကောက်သွားပြီတွေ့လားဘလောက်ဝဲတိတ်ကြီးကားအကောင်းစားတွေပဲစီစီဘလောက်ဝဲဟိုတယ်အကောင်းစားမှာပဲနေနေမယောသားတဲ့သူဆိုတာမယောကိုမယောသားတာဘလောက်ထိမရရင်နော်မင်းကလေးတယောက်ကိုလက်ပါတယ်ကြည့်သူရဲ့ပစ္စံလေးကောက်လာသေးတယ်ပြီးမင်းကလေးကကိုထိလက်ရောက်ဆိုကားသေးတယ်ကြည့်ဟိုမှာဗီဒီယိုရိုက်ထားတယ်ဆိုရင်ချက်ချင်းအချိုးတွေပြောင်းပြီးတော့တောင်းပန်လာကြည့်ပစ္စံလေးတယောက်တော့ခွေးယူပြီးပြီဘာအချခံရတယ်ကြည့်ဘလောက်လဲဆိုတော့ဒီဘလော့ဂါမရဲ့ဗီဒီယိုရိုက်ထားတဲ့လူသားမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့ဘဝမတွေ့ရစရာပဲကဲမယုံသားတဲ့လူဆိုတာဘလောက်ပဲတိတ်ကြီးဆောက်ပြီးတော့ကားအကောင်းစားဘလောက်ပဲစီစီဘလောက်ပဲဟိုတယ်အကောင်းစားမှာပဲနေနေမယုတ်သားတဲ့သူဆိုတာမယုတ်ကိုမယုတ်သားတာကဲဒီတခါတော့ဆိုင်ရင်နွန်ပါတဲ့စေးတဲ့ကလေးလေးတယောက်ကိုရိပ်ပြထားတာဖြစ်ပါတယ်ကလေးလေးကဖြူစံမှုရှိလားအမှန်တကယ်ပဲယောသားဖြူစံလားဆိုတာကိုရိပ်ပြထားတာဖြစ်ပါတယ်ဒီပစ္စံတခါလေးကောက်ပြီးတော့ပြေးကြည့်တခါလေးထွက်ပြေးသွားကြည့်ဒီမိမရောအတူတူပဲထွက်ပြေးသွားပြီဟုတ်လားအဲ့ဒါပဲကျိုးသားမုံဆိုတာဆိုင်ရည်တွေချမ်းသာတွေနဲ့မဆိုင်ဘူးရုပ်သားတဲ့လူကဘဝမှာကုန်းကုတ်စရာမရှိပေမဲ့ရုပ်ကိုရုပ်သားတာဘလို့နေထားပဲရောက်နေပါစေသူရဲ့ရုပ်သားမုံကိုလုံးဝအစွမ်းတတ်မခံဘူးအတက်ကိုပဲအသေးခံသွားမယ်ကိုယ့်ရဲ့ရုပ်သားမုံကိုလုံးဝအဖြက်စီးမခံဘူးအစွမ်းတတ်မခံဘူးနောက်ဆုံးတော့လေရုပ်သားမုံရှိတဲ့ကလေးလေးကန်ကောင်းသွားတာပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ